ချို့တော့အမကြီးမိရာတွေဆိုတာအမေခံထားရတဲ့ဝမနာအမေပါမောင်နှမတွေထဲမှာအကြီးဆုံးဆိုတာမှတ်ချက်လူတချို့အတွက်သာမိသားစုနဲ့ပတ်သက်လာရင်လောဘကြီးတာအကြီးဆုံးတွေအမြဲအနွမ်းတာခံရတာအကြီးဆုံးတွေသူတို့ဘက်ကဘယ်လောက်ထိပေးဆက်နေပါစေဘယ်တော့မှအငယ်တွေစီကအကောင်းမြင်မခံရတာလေအကြီးဆုံးတွေပဲလောကမှာအမေပြီးရင်အမကြီးဆိုတာဒုတိယမိခင်ပါအဖေပြီးရင်အကိုကြီးဆိုတာဒုတိယဖခင်ပါအမကြီးအကိုကြီးဆိုတာအငယ်တွေအပေါ်မှာမမွေးရုံတမဲဆိုပေမဲ့ဆဆရာရာမိသားစုအရေးမှာမိဘတွေနဲ့ထပ်တူဒုက္ခတွေကိုမျှဝေခံစားကြတဲ့သူတွေပါကိုမောင်ငယ်ညီမငယ်တွေအပေါ်သူတို့ငယ်ငယ်ကစင်မပြေခဲ့တဲ့အချိန်တွေကိုမခံစားစေချင်လို့မိသားစုကိုငဲ့ပြီးကြိုးစားရုန်းကန်နေကြတဲ့သူတွေမောင်နှမလို့ပြောလိုက်တာနဲ့ဘယ်လိုအခြေအနေရောက်အားလုံးကိုအစဉ်ပြေစေချင်တာအဲ့ရဲ့အကိုကြီးအမကြီးတွေရဲ့မတော်တာပါတကယ်တမ်းတော့အကြီးဆုံးတွေဟာငယ်တွေရဲ့အမြင်မှာအမြဲတမ်းစုနေဆုံးမနေတတ်တော့သူတို့အတွက်လူဆိုးကြီးလူမိုက်ကြီးတွေလိုပါပဲခင်ဗျာမူရေးသားသူအားလေးစားလျက်ပါခင်ဗျာချစ်ရှိပဲသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လဲဆုံးတွေ့ချင်ပါတယ်ခင်ဗျာ